အားလုံးပဲမင်္ဂလာပါစာဘိုဘင်္ဂလီ channel မှာကြိုဆိုပါရစေဘောလုံးကွင်းဆိုတာတခါတည်းမှာကစားပွဲတစ်ခုတည်းမဟုတ်တော့ပဲမော်တက်တွေနဲ့အမောင်လောကသားတွေအားပြိုင်ရာစစ်တလင်းတစ်ခုဖြစ်လာတတ်ပါတယ်အာဖရိကဘိုလိုပွဲရဲ့ညနေတန်းခေါင်ရံမှာလူမတိသူမတိအစီရင်တစ်ခုဟာကဘာကျော်ကစားသမားတွေကိုယ်တိုင်ပါဝင်ပတ်သက်တဲ့အထိအကြီးတန်းစွာပေါ်ပေါက်ခဲ့ပါတယ်အာဖရိကဒီမြေဟာနေအောင်ကြီးအောက်မှာတောက်ပနေသလောက်သူ့ရဲ့အရေးအောက်မှာတော့ရှီဟောင်းဝီဝင်တွေနဲ့နည်းနည်းတဲ့အောက်လန်းပညာတွေစီးဆင်းနေပါတယ်ဒီမှာတော့ဘောလုံးပွဲဆိုတာကစားသမားဆက်တယောက်ရဲ့တိုက်ပွဲတွေမဟုတ်ပါဘူးမြင်ကွင်းရဲ့နောက်ွယ်ကပညာသည်တွေရဲ့စွမ်းအားချင်းပြိုင်ဆိုင်မှုလည်းဖြစ်ပါတယ်ကိုယ်တိုင်တွေကြားမှာမျက်ခင်းတွေအောက်မှာကျမတို့မျက်စိနဲ့မမြင်နိုင်တဲ့အစီရင်တွေရှိနေတတ်ပါတယ်အဲဒီနေ့ကဘောလုံးပွဲမှာကွေးလေဟာပုံမှန်ထက်ပိုပြီးလေးလံနေခဲ့တဲ့အင်ရှင်တင်းသားတွေဟာပြိုင်ဘက်ကိုနာကိုရောက်တိုင်းထူးဆန်းတဲ့တုံလုံးမှုကိုခန်းစားနေရတဲ့အကြောင်းရင်းကတော့ကိုတိုင်မှာချိတ်ထားတဲ့ဘွားတစ်ထည်ကြောင့်လို့သူတို့ယူဆနေခဲ့ကြပါတယ်။ဒါဟာတာမန်ဘွားတစ်ထည်မဟုတ်ဘူးရှီဟောင်းအောင်လည်းနဲ့ရကိုပေါက်ကိုဝီဝင်တွေနဲ့ချုံနှောင်ထားတဲ့ဘူးဒူးအစီရင်တစ်ခုလိုလူတိုင်းကယူဆနေကြတဲ့ဘောလုံးဟာအဲ့ဒီစီရင်ကိုကြော်ဖြတ်ပြီးကိုပေါက်ထဲဝင်ဖို့ဆိုတာမဖြစ်နိုင်တော့ပါပဲ။အင်ရှင်မော်ယိုကိုအတင်းရဲ့အဓိကဖိမှတ်ကတော့ပြိုင်ဘက်စီနီကိုကိုသမားမန်ဒီရဲ့ဘွားပါပဲသူတို့ဟာအဲ့ဒီဘွားထဲမှာကိုမဝင်အောင်တားဆီးထားတဲ့ဘူးဒူးလို့ခေါ်တဲ့အောက်လန်းစီရင်တွေအဆောင်လက်ဖွဲတွေရှိနေတယ်လို့အခိုင်အမာယုံကြည်ခဲ့ကြသလိုပါပဲဘောကောက်သမားတွေကနေစက်တင်ပြီးပရိသတ်တွေအထိအဲ့ဒီဘွားကိုလူယူကိုနှစ်ပူးနေတယ်လို့စ조사ခဲ့ကြတယ်ဒီအမောင်ထုကိုဖြိုခွဲဖို့အင်ရှင်အသင်းရဲ့ဘောကောက်သမားတွေကစ조사ခဲ့ကြသလိုကဘာကျော်ဘောလုံးကျဲပွင့်ကိုယ်တိုင်းကပါတိတ်ခါတရားကိုပေးဖယ်ထားပြီးဒီအစီရင်ကိုဖေရှားဖို့ပါဝင်လာခဲ့တဲ့တာတင်မကပါဘူးကဘာကျော်ကစားသမားကြီးဟာကီမီကိုယ်တိုင်ကပါအောက်လန်းစီရင်ကိုဖျက်ဆီးဖို့စ조사သလိုမျိုးမန်ဒီရဲ့ဘွားကိုလူယူပြီးကွင်းပြင်ကိုလွင့်ပစ်ခဲ့ပါတယ်ပွဲကစားနေရင်နဲ့ဘွားကိုအတင်းလူယူဖို့စ조사ခဲ့ကြတာဟာရခင်းပြင်ပေါ်ကအကြီးတန်းဆုံးမြင်ကွင်းတစ်ခုဖြစ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ဘွားကိုလူယူနိုင်ခဲ့ပါတယ်အစီရင်ပြက်ပြဲသွားပြီလို့အားလုံးကထင်ခဲ့ကြတာပေါ်တာပဲမဲ့ဘွားအလုခံလိုက်ရတဲ့ပြိုင်ဘက်အတင်းသားတွေရဲ့မျက်လုံးထဲမှာကြောက်ရွံ့မှုမရှိဘူး။ကွင်းတွင်းမှာအစိမ်းရောင်လေးစာတန်းတွေဟာမန်ဒီရဲ့မျက်နှာစီကိုချိန်စာတင်တယ်လို့ဝိုင်းပတ်ထားခဲ့တဲ့ပွဲဟာထိမနိုင်သိမ့်မရဖြစ်လာပြီးဒိုင်လူကြီးကစမ်းကြဲတဲ့ပင်နယ်ဒီတစ်ခုသတ်မှတ်လိုက်တဲ့အချိန်မှာတော့စီနီဂိုကစားသမားတွေဟာကွင်းထဲကနေရုတ်တရက်ထွက်ခွာသွားခဲ့ကြပါတယ်သူတို့တွေဟာအမောင်ထုတဲကိုဘာကြောင့်ဝင်သွားကြတာလဲလူအများကတော့ကန့်ကွက်တာလို့ထင်ကြပေမဲ့သူတို့ဟာပုံမပြင်းထန်တဲ့အောက်လန်းစီရင်တွေကိုပြန်လည်ပြင်ဆင်ဖို့ကစားသမားအခန်းထဲကိုဝင်သွားခဲ့တာဖြစ်နိုင်ပါတယ်ကစားသမားတွေအခန်းထဲမှာသူတို့ဘာတွေလုပ်ခဲ့လဲဆိုတာဘယ်သူမှမသိနိုင်ဘူးခါကြမှာတော့ပိုပြီးပြင်းထန်တဲ့အစီရင်တွေပိုပြီးကြောက်စရာကောင်းတဲ့ဝီဝင်စွမ်းအားတွေနဲ့အတူသူတို့ကွင်းထဲကိုပြန်ဝင်လာခဲ့တယ်မာနီကသူတို့ကိုပြန်ခေါ်လာချိန်မှာတော့စီနီဂိုအသင်းဟာအမောင်ထုကိုအနိုင်ယူမဲ့စွမ်းအားတွေနဲ့ပြန်ဝင်လာခဲ့ပါပြီ။မော်ယိုဂိုတို့ရဲ့နောက်ဆုံးပင်နယ်ဒီဟာကန်ဂျမာရဲ့ချိန်စာတင်တယ်လို့မျိုးဝေဝါးနေတဲ့ဆုံးဖြတ်ချက်မျိုးနဲ့ကန်သွင်းခဲ့ပြီးအစီရင်တွေကြော်ဖြတ်နိုင်စွမ်းမရှိခဲ့ပါဘူး။အဲ့ဒီအချိန်ကစားပြီးပွဲရဲ့အရှိန်ဟုန်ဟာလုံးဝပြောင်းလဲသွားခဲ့တဲ့အင်ရှင်အသင်းသားတွေဟာကိုချေထောက်ကိုမပိုင်တယ်လို့ဖြစ်လာခဲ့ပြီးပြိုင်ဘက်အသင်းကတော့မြင်မရတဲ့အရာတွေကကုညီနေတယ်လို့ပဲအနိုင်ကိုသွင်းယူသွားခဲ့ပါတယ်။မော်ယိုဂိုဟာနှစ်ပေါင်း90ကြာအောင်ဖလားနဲ့ဝေးကွာခဲ့ရတယ်လို့ဒီညမှာလဲသူတို့ရဲ့စွမ်းအားတွေဟာစီနီဂေါရဲ့စွမ်းအားကိုမရှင်နိုင်ခဲ့ပါဘူး။စီနီဂေါဟာဖလားကိုရယူပြီးအာဖရိကရဲ့အရှင်သခင်တွေဖြစ်လာခဲ့ပါတယ်။နောက်ဆုံး3ချိန်မှာ2ချိန်တိုင်းဖလားကိုရယူနိုင်ခဲ့တဲ့သူတို့ရဲ့ရှိုးဝက်ချက်ဟာကြိုးစားမှုလားအောက်လန်းပညာရဲ့စွမ်းအားလားဒါမှမဟုတ်အစွဲလန်းရဲ့စိတ်သက်စလားအာဖရိကရဲ့မျက်ခင်းပြင်တွေပေါ်မှာအမှန်တရားနဲ့မော်တက်ဟာထိစက်နေပါတဲ့ခင်ဗျားတို့ရောကွင်းထဲမှာဝိညာဉ်တွေတကယ်ရှိတယ်လို့ယုံကြည်ပါသလားဒါဟာကတရားလားဒါမှမဟုတ်ပုံမူပြင်းထန်တဲ့မော်တက်တွေရဲ့အောင်ပွဲလားဘောလုံးကွင်းထဲမှာပွားတစ်ထိပ်ကြောင့်ဖြစ်ပွားခဲ့တဲ့ဒီစစ်ပွဲကတော့အာဖရိကဘောလုံးသမိုင်းမှာထူးဆန်းတဲ့တန်နာရီတစ်ခုဖြစ်ကျန်ရစ်နေဦးမှာပါဒါဟာကျွန်တော်ရဲ့စိတ်ကူးရင်ပြီးအတွင်းမြတ်တာဖြစ်ပါတယ်ပရိသတ်ကြီးရောဘလို့မြင်ပါတယ်လို့ဘောလုံးဝါသနာရှင်တကူမှပေးဖို့လာပါတယ်ခင်ဗျ
စားချက်လေးတွေရေးပို့ချင်တာဖြစ်ဖြစ်သတင်းဝီသတင်းထူးလေးတွေပေးပို့ချင်တာဖြစ်ဖြစ်စာပို့ပြီးကလေးကိုပေးပို့နိုင်ပါတယ် အစိုးတိကြည့်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ